ကျွန်တော်တို့ဒီနေ့ကတော့ Huawei Wi-Fi Prime ပေါ့ဗျာတခဲကတော့မြင်တဲ့အတိုင်းပဲဖောင်းကြွာနေပါတော့တခဲကဖောင်းကြွာနေအောင်ကျွန်တော်တို့အဲ့ဒါလေးဘာလေးလုံးမလို့ဆိုကျွန်တော်တခဲလေးလဲမှာပေါ့ဗျာအဲဒီတိုင်းလေးကျွန်တော် screw driver လေးနဲ့ပေါ့ဗျာဒါ screw driver လို့လည်းခေါ်တယ်ကြောက်လှဲ့လို့လည်းခေါ်တယ်ပေါ့ဗျာ screw driver လေးနဲ့ကျွန်တော်တို့အဖုံးမှရှိတဲ့ net လေးတွေကိုတေချာဖြုတ်မယ်တစ်လုံးမကြံဖြုတ်မယ်ဖြုတ်ပြီးဆိုရင်ကျွန်တော်တို့ဒါမိုးလေးကကြောက်ကျွန်တော်တခဲဖြုတ်နီးပေါ့ဗျာတခဲဖြုတ်မယ်ဆိုရင်ဒါမို့ဇာကနာဖင်လေးနဲ့ကလော့ထုတ်မယ်ပေါ့ပြီးဆိုရင်ကျွန်တော်တို့အဓိကသတိပြုရမှာကအဖုံးဖြုတ်ပြီးရတဲ့ battery socket ကိုရင်ဖြုတ်မယ်ပေါ့ဗျာ battery socket ဆိုတော့ battery နဲ့ကပ်နေတဲ့အခုဟာလေးပေါ့နော်အဲ့ဒီ battery socket ကိုအရင်ဖြုတ်အဲ့ဒါဖြုတ်ပြီးမှသာလင်ကျန်တဲ့ socket တွေဖြုတ်မဟုတ်ဘူးဆိုရင်ကျွန်တော်တို့မလိုလားတာတွေမဖြစ်တော့မဖြစ်ဘူးဆိုရင်မဲ့ဖြစ်ရင်ဖြစ်သွားနိုင်တယ်ပေါ့အဲ့ဒါဖြစ်ဖို့လားလာမြန်ဒီကတော့အနေထားတော့တော်တော်အီးရဗျဒါမပေါက်လို့ကန်ကောင်းပြောရမှာပေါ့ဗျာတော်တော်ဖောင်းနေပါနော်โอเคသွားဝယ်လိုက်တော့မယ်အဲ့ကြောင့်ကျွန်တော်တို့တွေဒါကတော့ဝယ်လာတဲ့ဟာလေးပေါ့နော်တက်ခဲလေးတစ်လုံးဝယ်လာတယ်2000ပေါ့ဗျာတက်ခဲလေးကိုကျွန်တော်တို့တွေဒါထည့်လိုက်မယ်ထည့်ပြီးဆိုရင်ကျွန်တော်တို့ဒီခါကျကျွန်တော်တို့ပြောင်းမြန်ပေါ့နော် battery socket ကိုနောက်ဆုံးမှတက်ရမယ်ကျန်တဲ့ကြိုးပြ socket အောက်ချမ်း socket ဘာညာ socket ကျန်တဲ့ socket တွေမှန်တယ်များကိုအကုန်ရင်တက်ကြမှာပေါ့ဗျာဒါလေးကကျွန်တော်တို့အနေထားလေးကျွန်တော်တို့မှန်ချိန်ကြည့်တာမမှန်ဘူးဆိုရင်တော့ကျွန်တော်တို့တွေနေရာလေးနည်းနည်းလေးတော့လွှဲပြီးလိုက်ပေါ့ဗျာကွက်တီလေးဖြစ်သွားโอเคအဲ့ကြောင့်ကျွန်တော်တို့တွေတက်ခဲလေးကိုနည်းနည်းလေးပြန်ဖြုတ်ပြီးတော့ကျွန်တော်တို့နေရာ location လေးတွေပြန်ချိန်မှာပေါ့ဗျာပြန်ချိန်မှာပေါ့โอเคအဲ့ကြတော့ကျွန်တော်တို့ဒါချိန်လို့ဘာလို့ညာလို့ပြီးသွားပြီပေါ့ဗျာကျွန်တော်လက်တစ်ဖက်နဲ့ဖြစ်တဲ့အတွက်ကျွန်တော်လည်းအစင်ပြိုလိုလေးတော့လုပ်ပြီးလိုက်တယ်ပါပဲနေကျွန်တော်တို့မိတ်ဆွေတွေเนาะဘော်ရာတွေကိုယ့်ရဲ့တက်ခဲလေးတော့အနည်းဆုံးတော့လဲတက်ရင်တော့အပူငွေ1000နဲ့2000ကြားပေါ့ဗျာကျွန်တော်တတ်တာတယ်ပေါ့ဘာလို့တချို့ဆိုရင်9000လောက်တောင်းတယ်တချို့ဆိုရင်1000လောက်တောင်းတယ်တချို့ဆိုရင်2000လောက်တောင်းတယ်ပေါ့ဒါကတော့သူတို့ဖောင်းသူတို့ဒါကတော့ကျွန်တော်သားတွေပေါ့ဗျာဒီကောင်တွေကတော့သူတို့ဖောင်းသူတို့ဖီးနေသူတို့ပေါ့ကျွန်တော်ကတော့ကျွန်တော်ဖီးနေကျွန်တော်ပေါ့ကျွန်တော်တို့တွေရတယ်မှန်ကျိုးတွေအောက်ချမ်းကျိုးတွေဘာကျိုးညာကျိုးဘာကျိုးညာကျိုးအကုန်ပေါ့ဗျာနဝကျိုးအကုန်ပေါ့အစုံတက်ပြီးလားမတက်ပြီးလဲလက်ကလေးနဲ့ဖိကဆန်းပြီးเนาะကျွန်တော်တို့ဆက်လေးဖွင့်ကြည့်မယ်ဗျနော်ဆက်လေးဖွင့်ကြည့်မယ်ကျွန်တော်တို့ power cloud ပဲနားရှိတော့တစ်ခါရရင်မသိရင်ကာဗာလေးပြန်ကြည့်ရတယ် power cloud ကိုဖိနေလိုက်မယ်ဖိနေလိုက်လို့ vibrate တုံလိုက်လွှတ်လိုက်မယ် okay logo လည်းတက်လာပါတယ်ဟာဝေးကျွန်တော်ခဏလေးစောင့်ကြည့်လိုက်မယ်အဲ့တော့သူ့ရဲ့အနေထားဘယ်လိုလဲအဲ့တော့ဒီမှာကျွန်တော်တို့လိုတာဆိုတော့အမှလေးပေါ့နော်Ikeda လေးရယ်ကျွန်တော် screw driver လေးရယ်ဒီနှစ်မျိုးတဲ့နဲ့ကိုကျွန်တော်တို့ဒီ net လေးတွေကိုဖြုတ်ဖို့လေးအတွက်ဒါလေးတွေလိုတာပေါ့နော်ကျွန်တော်လောလောဆယ်ဟိုအပေါ်ဘုံလေးတော့မတက်သေးဘူး net တွေလည်းမတက်သေးဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့အနေထားလေးတွေအထိုင်လေးတွေမှန်တစ်ချက်ရင်ရှိုးတာပေါ့ဒါပဲနေကျွန်တော်တို့ဘလောက်ထိကိုကျွမ်းကျင်နေပဲပြောပြန်စစ်တာတော့မမှားဘူးပေါ့ဗျာကင်မရာဟာသွားပြီးငါnet တစ်လုံးလိုသွားလို့net နှလုံးကြံသွားလို့အဓိကနေရာလေးတွေမကြံရင်တော့ပြဿနာဖြစ်တယ်အဓိကနေရာလေးကြံသွားရင်တိုင်ပတ်နိုင်တယ်အဲကြောင့်ကျွန်တော်တို့တွေဒါလေးကဖွင့်ကြည့်မယ်ကျွန်တော်တို့ customer ကတော့ law မပြောလိုက်ဘူးဗျlaw မပြောလိုက်တော့ကျွန်တော်တို့19လေးနှိပ်ရသေးလားလို့ရှောက်နှိပ်ကြည့်လိုက်တယ်နှိပ်ကြည့်တော့လေနှိပ်လို့ရတယ်ပေါ့ဗျာရတယ်ဆိုတော့အပေါ်လေးလည်း select ပေးလို့ရတယ်ဒီလို emergency call ကိုတစ်ချက်သွားမယ်ဗျာနော်ဒါလေးကျွန်တော်ရှောက်လုပ်ပြီးပြီဆိုရင်တော့ဒါ emergency call ကိုသွားမယ်သွားပြီဆိုရင်အမှနံပါတ်ကိုပြည့်ပြီးတော့ရှန်ထွက်အောင်ရိုက်လိုက်ဒါကျွန်တော်တို့ဘာလုပ်တော့ဆိုတခါရဲကျွန်တော်တို့ဖုန်းကတည်းကနှစ်ချက်တောက်ပြီးစော့ရတာဖြစ်တဲ့အတွက် mobile ရဲ့ပိုင်းအဲ့ကျရင်ကျွန်တော်ဒါဘာလို့ဆိုတော့ကျွန်တော်တက်ဆမ်းမယ်ဆိုရင်ပေါ့ဗျာ तू က password မပြောထားဘူးကျွန်တော်တို့ဘယ်လိုဆမ်းမလဲအဲ့မှာ select ပေးပြီးတော့ဖုန်းပေါ်မှန်သွားရင်တောင်ဆွဲမြောက်ဆွဲကြည့်ဟိုဘောကနန်းလေးတွေတောင်ပြေးမြောက်ပြေးဖြစ်လာပေါ့ဖြစ်တဲ့ဆိုရင်ကောင်းတယ်ပေါ့ဗျာဒါလေးတော့ကျွန်တော်တို့မှန်စနီးလေးပေါ့ကျွန်တော်တို့လုံရင်းကိုင်းနဲ့မှန်ထိသွားလေသလားဒါမိုးလေးပေါ့ကျွန်တော်တို့ဒါလေးက okay တယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့net လေးတွေပြန်ကြက်လိုက်မယ်ပေါ့ဗျာnet လေးတွေသူ့အပေါက်လေးတွေသူတေချာပြန်ပြီးတော့ထည့်ပြီးတော့ကြက်မယ်ပေါ့အဲ့ဒီအချိန်မှာကျွန်တော်တို့သတိပေးနေတာကတော့ net ကြက်တဲ့အခါမှာအားကြီးကနေနာကစားမကြက်နဲ့ပေါ့ဗျာ CC လေးဆိုတော့ပြီဘာလို့လဲဆိုတော့ကျွန်တော်တို့အကြက်ကတာအောက်မှာ frame ကframe ရမှန်ရလုံးဝကက်ရကျွန်တော်တို့ကအားနဲ့ဖိကျက်လိုက်ပြီအပေါ်မှာကော်ပုံ
ကော်ပုံးလေးရဟာပဲ့ထွက်သွားနိုင်တယ်ပဲ့ထွက်သွားပြီဆိုအဲ့ဒီကောင်ပဲ့ပြီဆိုရင်နက်ရစ်ကမဆုံးတော့နက်ရစ်ကမဆုံးတော့နက်တန်ကမဆုံးတော့ပြီပါနော်နက်တန်ကမဆုံးတော့ဖြစ်တဲ့ကျွန်တော်တို့ဆက်ပြီးထပ်ပြီးကြက်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့နက်တန်ကအချွန်ကဘယ်ထိသွားထောက်ပြီမှန်ထိသွားထောက်ပြီအဲ့ချိန်မှာကျွန်တော်တို့မှန်ကဘတ်လိုက်နေဆိုရင်တော့နည်းနည်းလေးခံတာလေးရပေါ့နော်အဲ့ကျွန်တော်နောက်ပိုင်းလည်းကျွန်တော်တို့အချိန်အားရင်တော့ကျွန်တော်မှန်ကြောင်းလေးတွေပါဆက်ပြီးပြည့်စုံစုံလေးပြောပြပါအောင်အဲ့တော့အဲ့လိုမျိုးပေါ့နော်တချို့မှန်နေဆိုရင်တော့ပြဿနာမရှိဘူးနောက်ကနေအကွက်လေးတွေထားသွားတာတို့အလင်းလေးပေါက်သွားပြီဒီလောက်လေးပဲရှိတယ်အကယ်၍မြန်ကျွန်တော်တို့ကလုံးဝနောက်ဆုံးပုံ model တွေဆိုရင်တော့လုံးဝပဲကြီးနေတာတွေဆိုရင်တော့မှန်ကွဲသွားနိုင်တယ်မလိုလားတာတွေဖြစ်နေတဲ့ဖြစ်တဲ့ net လေးက CC လေးကြက်ရတယ် CC လေးဆိုရင်တော်ပြီပေါ့ဗျာကျွန်တော်တို့က power လေးဖွင့်ကြည့်တယ်ဘောလူကီးလေးတွေနှိပ်ကြည့်မယ်ကျွန်တော်တို့ကောင်းလားမကောင်းလားဘာလို့ကျွန်တော်တို့တက်ရင်းနဲ့နောက်ကဘုတ်က net တွေဖြုတ်လိုက်ရဖြစ်တဲ့ကျွန်တော်တို့အောက်ကကီးတွေရိုက်လွဲသွားနိုင်တယ်အတန်တိုးတဲ့ခလုတ်တွေမိသေးလားအတန်ချဲတဲ့ခလုတ်တွေမိသေးလားပြီးကျွန်တော် power key တွေမိသေးလားဒါကျွန်တော်တို့အစုံစမ်းကြည့်ရပါဘောနော်ဟော customer စီမပေးခင်ကျွန်တော်တို့စစ်ထားတာတော့အကောင်းဆုံးပေါ့ကျွန်တော်စိတ်ချမှပေးလိုက်တာကောင်းတယ်ကဲဟုတ်ပြီအဲ့ကျတော့အဲ့လိုနေထားလေးပြီးတော့ကျွန်တော်ဒါလေးတွေကျကျွန်တော်တို့ wifi ဆွဲရလို့ line ဆွဲရလို့ကောင်းငုံလေးတွေခံထားပါဘောနော်အဲ့ဒီအမဲပြားတွေကအဲ့ဒါ line ကောင်းအောင်လို့ခံထားတခြားခံထားမှာโอเคအဲ့ကျတော့ဒီအလုံးလေးနေထားတော့ဒီနေ့ကတော့အဆင်ပြေတယ်ပေါ့ဗျာအဲ့တော့အဆင်ပြေတယ်ပါနောက်မှာအကွဲလေးပါတယ်ဗျဒီအကွဲလေးတော့ကျွန်တော်တို့မှန်ဒါကတော့သူ့အောင်တက်ခဲဖောင်းတော့ကွဲတာကျွန်တော်ကြောင်ကွဲတာမဟုတ်ဘူးပေါ့နော်frame လဲမယ်ဆိုတော့လေဈေးကကြီးတယ်ဆိုတော့ကဲမလဲတော့ပါဘူးသူလဲ model ကနှိမ့်နေဆိုတော့အဖြစ်ပဲအကိုင်းပါဆိုတော့ဒီတိုင်းလေးပဲထားလိုက်တော့မယ်အဲ့ဒါဘာပဲနေကျွန်တော်တို့အောက်ကနောက်ကဟာလေးကိုတော့ကျွန်တော်တို့တွေကော်လေးကပ်ပေးလိုက်ပါပေါ့နော်ဖုန်းကပ်ကော်လေးကျေးဇူးတင်ပါတယ်